ရွှေစင်ညာမြစ်ကမ်းဟာစံစပါးတွေရွှေရောင်ဝင်းလက်နေတဲ့ကစုံလားရဲ့နေ့လည်ခင်းတစ်ခုမှာပို၍ပင်လှပနေပါတယ်။လယ်သမားသားလေးမင်းဖြူဟာဖခင်ဖြစ်သူလက်ဆင့်ပေးခဲ့တဲ့ရွှေနားတောင်းငက်လေးတွေကိုလိုက်ဖမ်းရင်းမြစ်ကမ်းကိုရောက်လာခဲ့တဲ့ရေစည်းတန်လေငင်းတန်တွေကြားမှာသူနားနေချိန်ရေပြင်ပေါ်ကရေလိုင်းလေးတွေနဲ့အတူတချင်းဆိုတန်တန်ကြားလိုက်ရတယ်။အတန်ကလူသားမျိုးမဟုတ်သလိုနတ်သမီးတစ်ယောက်ရဲ့တချင်းလိုပင်ထင်ရပါတယ်။ဘသူအတန်လဲမင်းဖြူရေဆက်ကိုချင်းကပ်သွားတော့အံ့ဩဖွယ်မြင်လိုက်ရတယ်ရေထဲကကြောက်ဆောင်ပေါ်မှာသပင်ဖြူနုမျက်လုံးစိမ့်စိမ့်ကိုလုံးဖြူစင်တဲ့မိန်းကလေးတစ်ယောက်ထိုင်နေတယ်သူမရဲ့ခြေထောက်တွေမှာငါးမန်းအကျေးခွန်လိုဖြူပြာရောင်အလင်းတွေလက်နေပါတယ်နင်းနတ်သမီးလားမင်းဖြူရင်တွေတထိတ်ထိတ်နဲ့မေးလိုက်တယ်ဟုတ်တယ်ငါနာမည်ဆန္ဒလို့သူမကပြုံးပြလိုက်တယ်ရွှေစင်ညာမြစ်ရဲ့အနန္တတန်ခိုးကငါ့ကိုလူသားပုံတံခဏပြောင်းခွင့်ပေးထားတာအဲ့ဒီနေ့ကစပြီးမင်းဖြူနဲ့ဆန္နာဟာညနေဆောင်တိုင်းမြစ်ကမ်းမှာတွေ့ကြတယ်ဆန္နာကလူသားတွေရဲ့လေယာလုပ်ငန်းရွာသားတွေရဲ့ရိုးရာဓလေ့တွေကိုစိတ်ဝင်စားနေတယ်မင်းဖြူကလည်းနက်ပြည်ရဲ့လှုပ်ဝက်ချက်တွေသူမတို့ရဲ့တခြင်းတွေကိုသိကျင်နေတယ်သူတို့နှစ်ယောက်ချစ်ကြိုက်လာကြတာမကြခင်ကိစ္စပါတညမှာဆန္နာကမျက်ရည်တွေနဲ့ပြောလာတယ်မင်းဖြူငါတို့နက်ပြည်ကစီကန်းကကြက်တယ်လူသားတွေနဲ့ချစ်ခွေမပြုဘူးကြာလာရင်ငါတန်ကိုကုံသွားမယ်ပြီးတော့နမင်းကြီးကတိသွားရင်ငါတို့ထွက်ပြေးကြမယ်မင်းဖြူကဆန္နာရဲ့လက်ကိုစုပ်ကင်လိုက်တယ်မဖြစ်နိုင်ဘူးငါမှမြည့်ရဲ့တာဝန်ရှိတယ်ငါမနေရင်ရွှေစင်ညာမြစ်ခန်းချောက်သွားလိမ့်မယ်အဲ့ဒီညကသူတို့နှစ်ယောက်နောက်ဆုံးအကြိမ်တွေ့ကြတဲ့ညပါဆန္နာကသူမရဲ့ပတိစေတလုံးကိုမင်းဖြူအားပေးလိုက်တယ်ဒီပတိစေလေးကိုစိမ့်လန်းတဲ့နေရာတိုင်းမှာစိုက်ထားပါငါ့ကိုတတိယစီဖို့ပါနောက်တနေ့ကစပြီးဆန္နာပြောက်သွားတယ်မင်းဖြူဟာဆန္နာပေးတဲ့ပတိစေကိုသူ့လေကွင်းနဲ့ဥယျာဉ်တိုင်းမှာစိုက်ခဲ့တယ်တပတ်အတွင်းထူးဆန်းစွာစိုက်လိုက်သမျှနေရာတိုင်းမှာစူပတိပင်တွေပေါက်လာတဲ့ပင်စီတွေမှာငါးမန်းအကျေးခွန်လိုအလင်းတွေလက်နေပြီးပန်းတွေကဆန္နာရဲ့အတန်လိုလှိုင်းထနေသလိုခံစားရတယ်မိုးကြိုးပြစ်တဲ့ညမှာမင်းဖြူလှမ်းကြည့်လိုက်တော့ရွှေစင်ညာမြစ်ထဲမှာဖြူပြာရောင်အလင်းတန်းကြီးတစ်ခုပြန်ပေါ်လာတယ်။ရေလိုင်းတွေကဆန္နာရဲ့မျက်နှာလေးခဏတာမြင်လိုက်ရပါတယ်။ပြုံးနေသလိုလိုဝမ်းနေနေသလိုလိုပါဆန္နာ။ငါစောင့်နေအောင်မယ်။မင်းဖြူကအော်လိုက်တဲ့အလင်းတန်းကညှိုးငယ်စွာတဖြည်းဖြည်းပျောက်ကွယ်သွားတယ်ဒီနေ့ထိတိုင်း။ရွှေစင်ညာမြစ်ကမ်းတွေမှာစူပတိပင်တွေပေါက်နေသေးပါရွာသားတွေကဒီပင်တွေကိုနတ်သမီးရဲ့စူပတိလို့ခေါ်ကြတယ်။တချို့ကညဘက်မြစ်ကမ်းကိုသွားရင်ငယ်ရွယ်တဲ့မိန်းကလေးရဲ့တချင်းတန်လေးကြားရတယ်လို့ဆိုကြပါတယ်မင်းဖြူကတော့သူ့လေကွင်းမှာစူပတိပင်တွေကိုပိုးချစ်စွာကြည့်ရင်ဆန္ဒပြန်လာမလားစောင့်နေသေးပါပဲ